ကတော့ယာတီတွေးပါလူတွေကငါ့ကိုဆက်ဆုပ်တယ်ညစ်ပတ်တယ်ဒုက္ခပေးတယ်လို့ထင်ကြတယ်ဒါပေမဲ့ငါကတားအိမ်နိုင်ရန်လေးပါကိုဝင်းအတွက်တီးဆောက်ထားတာလေကိုဝင်းမရှိတဲ့အခါငါထွက်သွားတယ်ဒါကရှက်စရာမဟုတ်ဘူးငါကကိုယ့်လုပ်ကိုလုပ်နေတာပါဟိုင်းငါကတော့အဖြူစင်းချင်းပါလူတွေကငါ့ကိုညစ်ပတ်တယ်မတန့်ရှင်းဘူးလို့ထင်ကြတယ်အချို့မိန်းကလေးတွေဆိုငါ့ကိုမြင်နေရှက်ရှက်နဲ့ဖုံးကွယ်ကျင်ကြတယ်ဒါပေမဲ့ငါကညစ်ပတ်တာမဟုတ်ဘူးငါကအတွင်းပိုင်းကနေတန့်ရှင်းပေးနေတာတည်နေတဲ့ဆဲတွေဘက်တီးရီးယားတွေကိုဖယ်ရှားပေးတယ်အရေးပြား pH ကိုချိန်ကြီးပေးတယ်ငါမရှိရင်မင်းအတွင်းပိုင်းညစ်ပတ်ပြီးပိုးဝင်နိုင်တယ်ငါကမင်းရဲ့တဘာဝတန့်ရှင်းရေးစနစ်ပဲငါ့ကိုမမုန်းပါနဲ့ငါကမင်းအတွက်ရှိနေတာဟိုင်းငါကတော့မျိုးဥချွေချင်းအရေးစင်းတာပါမင်းကလေးတွေကငါ့ကိုမြင်ရင်ကြောက်သွားတယ်ဘာလို့ဒီလောက်ဆိုးစွနေရတာလဲဒါပုံမှန်လားဆိုပြီးအငဲဆိုးရင်နေတတ်တယ်ဟုတ်ပါတယ်ဒါပုံမှန်ပါငါကတုတ်ကောင်လေးတွေကိုတွာလာဖို့ကူညီပေးတယ်ငါကငွေဖွားခြင်းပါညဉ့်ညမ်းခြင်းမဟုတ်ဘူး